hi မင်္ဂလာပါရှင်ကျွန်တော်ကလေကျမကိုလေဝစ်စားတွေတဲ့တနေ့တစ်စုံမျိုးရအောင်ဝစ်စားတချို့ဆိုလို့ဘယ်လောက်ထိပြောဆိုဒီ TikTok ယူဆိုဖို့အတွက်ကျမကပဲဝစ်စားတွေအစ်စ်တွေရှုပ်နေတာပေါ့တနေ့တစ်မျိုးရဘေးသူတွေမပြောပါနဲ့အပြင်ကလူတွေမပြောပါနဲ့ကျမမိသားစုတောင်မှာရှိတဲ့အမျိုးတွေကဆိုကျမအဝတ်စားရရှုပ်နေလို့ထင်တာတကယ်တော့ကျမကလေအဝတ်စားဆိုတာစီကန်းရှိတာပါရှင်အဝတ်စားရတက်လွင်နေလို့ရှင်အခုမှချုပ်ထားရလို့ထင်တာပေါ့နော်အခါကျတော့လေကျမအဝတ်စားရတစ်ခါနှစ်ခါသုံးခါလောက်ပဲဝတ်ပြီးတော့ဗီဒီယိုလေးရောက်နေရအဝတ်စားရတပုံတစ်ခေါင်းယူရရှင်အဲ့တော့ကျမအဝတ်စားကြီးလည်းမချုပ်ပါဘူးလို့ကျမအဝတ်စားကိုလည်းစီကန်းရှိရမျက်နှာရဲ့အတွက်တမိုးထားတဲ့အတွက်ဝတ်စား crazy ဖြစ်တဲ့အတွက်အဝတ်စားကြီးအဲ့လိုမျိုးဝင်ဖြစ်တာပါရှင်ပေါ်များနေရပါရှင်တကယ်တော့ဝတ်စားရမချုပ်ပါဘူးချင်းတော့ကကျမမယုံဘူးပေါင်150ထိကျမဝါဒါပေမဲ့ကျမပေါင်150တော့ကျမလှတယ်တကယ်လှတီးဆိုအကြီးပေါ့နော်ဒါကျမအရင်တော့ပေါင်150တော့ဝတ်ထားတဲ့ဝတ်စားပါအမကြည့်တာဘာလို့လဲဟိုလိုကျမပေါင်150တော့ဝတ်ထားတဲ့ဝတ်စားပါခဏနေကြတော့နိုင်ကြတော့ကျမသွားတီမှာပါရှင်သွားတင်တော့လှပ်တာပတ်တာလေးဖြစ်တော့ဒီမှာတော့အချောင်ကြီးပါတကယ်တော့ဟိုအရင်တော့ကျမပေါင်150တကယ်ရှိပါတယ်အဲ့ကနေပြီးအခု120နေအခုကျမဝိနေပြန်တက်125တောင်ဖြစ်နေပါတယ်9ပေါင်တက်လာတယ်9ပေါင်ပြန်ချမလားပြန်မချဘူးလားရှင်တို့ကျမမတ်မှာဖြည့်ပြီးကြပါအောင်ရှင်ကျမစင်ခန္ဓာဝက်ကိုလုံးတော့ဒါမဲ့အရန်လှရနော်စွမြက်သူစာဒေါင်လိုမျိုးစွမြက်သူစာခန္ဓာကိုယ်မျိုးကျမအဲ့တော့လည်းကျမလှပါတယ်အဲ့လိုပါရှင်အဲ့လိုပါကျမဝတ်စားရင်ချုပ်ပါဘူးကျမအမျိုးရောင်ကျမတို့ထင်လွဲရဲ့ဒီမှာတော့ချင်းတို့ထင်လွဲတယ်လွဲချင်ကြတယ်ကျမဝတ်စားရတဲ့ဘုံခေါင်းကြီးပါကျမ10စုနှစ်တစ်နှစ်စာ10စုနှစ်ကြော်တဲ့သူကျမမှာဝတ်စားရပုံခန့်နေရပါအဟိုးရင်နေရဝတ်စားခါကြနေကျမဆိုဘယ်လိုခုံစေချိုတက်လောက်ကဝတ်စားရအောင်ရှိတယ်တိလားဟိုတနေ့ကဆိုကိုတလုံးကဆိုကျမဝတ်တာလေးဟိုအဲ့ဝတ်စားလေးပြဒီဟာလေးလေးဒီအိမ်လေးဒီအိမ်ကြီးဆိုကျွန်တော်စိတ်ကျွန်တော်တက်ထက်အင်ကြီးလေးကဒီမှာပြေးတော့ပြေးနေပြီလားအင်ကြီးလေးကဒီမှာညင်းမိပြီးတော့ပြေးတော့ပြေးနေဒါပဲကျွန်တော်တော်ဆိုတော့မပေါ်ဘူးပေါ့နော်ဒီဟာလေးကအဲ့လိုပါဒါဆိုကျွန်မ15 16 18နှစ်သမီးလောက်ကြာဝတ်စားဘူးရှိနေတော့ပါရှင်ကျွန်မအဲ့လိုကကျွန်မခန္ဓာကိုယ်လေးအဲ့လိုဝါလာပြီးလို့ရှိရင်ဒီလောက်လောက်လေးကိုယ်ကြီးပြန်ဆက်သွားတယ်ဝါလာတယ်ပြီးလို့ရှိရင်ဒီလောက်လောက်လေးကိုကြီးပြန်ဆက်သွားရပါလေရှင်အဲ့လိုပါရှင်အဲ့လိုပါကျမဝါကျင်လဲကျမပဲပိန်ကျင်လဲကျမပဲကျမအရန်နဲ့ပိန်ကျင်လာလို့ရှင်သူကသူအဲ့လိုပိန်သွားရောအရန်နဲ့ဝါကျင်လာလို့ရှင်လည်းအဲ့လိုပဲစားတာအပေါ်